နှစ်ချင်းတင်းတော်ကိုဘယ်သူကဘယ်အချိန်မှာဘယ်နေရာမှာဘာကြောင့်တည်ထောင်ခဲ့တယ်လဲတဲ့နှစ်ချင်းအတင်းတော်ကိုတည်ထောင်ခဲ့တဲ့သူက John Smith လို့ခေါ်ပါတယ်ဘယ်ချိန်မှာလဲဆိုရင်1609ခုနှစ်မှာဖြစ်ပါတယ်နေရာကတော့ Holland က Amsterdam မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်ဘာကြောင့်တည်ထောင်ခဲ့တယ်လဲဆိုရင်အင်္ဂလိကန်နဲ့သဘောထားခြင်းမတိုက်ဆိုင်တော့လို့ဖြစ်ပါတယ်John Smith ကအင်္ဂလိကန်ဘာသာဝင်တူဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့ကြားမှာဒီစေးကြောခြင်းနဲ့ပတ်သက်ပြီးတော့မှအထူးသဖြင့်ကလေးသူငယ်များစေးကြောခြင်းနဲ့ပတ်သက်ပြီးတော့မှသဘောထားခြင်းမတိုက်ဆိုင်နိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်သူ့အတူကွဲထွက်ပြီးတော့မှ Baptist ဆိုတဲ့နှစ်ချင်းကိုင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်အင်္ဂလိကန်ကရောဘယ်ကနေခွဲထွက်ခဲ့တယ်လဲဆိုရင်ကျွန်တော်တို့ကက်သလစ်သာသနာတော်ကနေခွဲထွက်ခဲ့တာဖြစ်ပါတယ်1534ခုနှစ်မှာအင်္ဂလန်နိုင်ငံရဲ့ဘုရင် Henry VIII ကနေပြီးတော့မှခွဲထွက်ခဲ့တာဖြစ်ပါတယ်ခွဲထွက်ရခြင်းရဲ့အကြောင်းရင်းကလက်ထပ်ထိမ်းမြခြင်း Sacramentu ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ကက်သလစ်သာသနာတော်မှာလက်ထပ်ထိမ်းမြခြင်း Sacramentu ဟာတလင်တမယားစနစ်ဖြစ်ပါတယ်ဒါပေမဲ့အင်္ဂလန်နိုင်ငံရဲ့ဘုရင် Henry VIII ကလက်ထပ်ထိမ်းမြခြင်း Sacramentu ကိုလက်မခံနိုင်တဲ့အတွေ့အကြောင်းသဘောထားခြင်းမတိုက်ဆိုင်တော့ဘဲနဲ့ခွဲထွက်သွားခဲ့တာဖြစ်ပါတယ်အဲ့လိုပဲ John Smith ဆိုတာကလည်းအင်္ဂလိကန်ကနေသဘောထားခြင်းမတိုက်ဆိုင်တော့ဘဲနဲ့ John Smith ဟာအင်္ဂလိကန်ကနေခွဲထွက်ပြီးတော့မှ Baptist ဆိုတဲ့နှစ်ချင်းအသင်းတော်ကို1609ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်ပြီးတော့မှ1612ခုနှစ်မှာ Thomas When ဆိုတဲ့ theologian တူကနေပြီးတော့မှဒီနှစ်ချင်းတသနာပြုခြင်းကိုအင်္ဂလန်နိုင်ငံမှာစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့အာရှကမြန်မာနိုင်ငံတို့ထိုင်းနိုင်ငံတို့မှာပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်ဒီလို